Hello အားလုံးပဲမင်္ဂလာပါလို့ရှေးဥစွာနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်အခုဒီနေရာမှာရောက်နေတဲ့နေရာကတော့ကျွန်တော်ဒီအဘူဒါဘီပေါ့လေ UAE ရဲ့capital မြို့တော်ဖြစ်ပါတယ်အခုကျွန်တော်နဲ့တူတူကမေတ္တာဖွဲ့ပြီးတော့မှမေခွန်းနေကျွန်တော်တယောက်နဲ့တယောက်စကားပြောမှဖြစ်တယ်ကျွန်တော်နဲ့တူတူကအခုချိန်ယူပေးတဲ့လူဆရာပေါ်ထွန်းဖြစ်ပါတယ်နော်နာမည်ပြည့်စုံတော့ဆရာပေါ်ထွန်းဖြစ်တယ်အခုသူကဒီ UAE အဘူဒါဘီမှာကျွန်တော်တို့အဘူဒါဘီမြန်မာ church ဆိုပြီးတော့မှလွန်ခဲ့တဲ့73နှစ်ကတည်းကစတင်ပြီးတော့မှအမှုတော်ထမ်းဆောင်လာတာဖြစ်ပါတယ်သူနဲ့ဘာကြောင့်ဖေကဒီနေရာကိုပို့ဆောင်တယ်လဲဘယ်လိုအကြောင်းကြောင့်ဒီ UAE မှာ ministry စလုပ်ဖြစ်ခဲ့တယ်လဲဆိုတဲ့အရာတွေကိုကျွန်တော်မေးမြန်းသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျွန်တော်တို့နားထောင်ရင်းနဲ့ခွန်အားယူဖို့ရန်အတွက်ဖိတ်ခေါ်လိုပါတယ်ဆိုတော့ဟုတ်ပြီဆရာကျေးဇူးအများကြီးတင်တယ်ကျေးဇူးတင်ပါတယ်ဆရာရဲ့ဇာတိနဲ့ဆရာနာမည်နဲ့တစ်ချက်လောက်မိတ်ဆက်ပေးလို့ရမှာမသိဘူးကျွန်တော်နာမည်ကတော့ပေါ်ထုံးလို့ခေါ်ပါတယ်အပြည့်စုံကတော့ပေါ်ထုံးပေါ့နော်ဇာတိကတော့ကျွန်တော်တို့ပဲခူးတိုင်းမှာဖြစ်ပါတယ်ပဲခူးတိုင်းအင်းတကောမြို့ပေါ့နော်အဲကတော့ဒါမွေးရဲ့ဇာတိပေါ့နော်ဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်တယ်ဆိုတော့ဆရာရဲ့ဒီပထမဆုံးကျွန်တော်တို့ခရစ်တော်ကိုဘယ်လိုမျိုးနဲ့ပေါ့လေသိရှိခဲ့တယ်လဲပြီးတော့မှကယ်တင်ရှင်စိတ်ချမှုကိုဘယ်အချိန်မှာရခဲ့လဲဘယ်လိုမျိုးရခဲ့လဲဆိုတဲ့ရောက်ပေါ်မှာဆရာပြောင်းလဲလာတဲ့အသက်တာဒီကြမ်းချက်အဖြစ်တော်၎င်းဒါမှမဟုတ်ဒီတင်တန်းအဖြစ်တော်၎င်းဆိုတဲ့အရာလေးကျွန်တော်ကိုပြောပြပေးလို့ရမှာပါဟုတ်ကဲ့နော်အဲ့တော့ကျွန်တော်ကတော့နော်1996ပေါ့နော်ဧပြီလပေါ့နော်ကျွန်တော်တို့ဒီမြန်မာပြည်မှာဆိုလို့ရှိရင်ဒီဧပြီမှာတကြံကာလရှိတယ်တကြံကာလတွေမှာဒီခရီးအသင်းတော်အတီးတီးကတို့တကြံကပ်နေလောက်ကြတာပေါ့နော်ဟုတ်ကဲ့လူငယ်တွေနဲ့ကပ်ထွက်လာတဲ့ခါမှာเนาะကျွန်တော်တို့ဒီကျွန်တော်တို့နေတဲ့ရွာဘက်ကိုပေါ့နော်တကြံကပ်တစ်ခုလာလောက်တဲ့အသင်းတော်ပေါ့နော်အဲတော့ကတော့ Fox Square Cosplay ပေါ့နော်အသင်းတော်ကပ်လာလောက်တယ်အဲ့မှာတော့စပြီးတော့ဒီတကြံကပ်နဲ့ပတ်သက်တကြံကပ်နဲ့ပတ်သက်ပြီးတော့ဒီလူငယ်တင်တန်းမှာကျွန်တော်စပြီးတော့ကြားတာပေါ့နော်ဟုတ်ကဲ့အနီးကတော့မသိပါဘူးเนาะအဲ့လိုမျိုးတချင်းဆိုတဲ့နေကြားတယ်ဖျားတချင်းဆိုတယ်လို့တွေ့လို့ပဲကျွန်တော်နားလဲတာသွားတည်ရတယ်ပြီးတော့တဖြည်းဖြည်းနဲ့ထိတွေ့လာတာပေါ့နော်နားလဲလာတယ်အဲ့ချိန်ကစပြီးတော့အစတွေ့တာပေါ့နော်ဒါပေမဲ့နောက်ထပ်မေလောက်မှာဒီဂျန်နေပြီးသွားတဲ့ခါကျမေလောက်မှာနောက်ထပ်ကျွန်တော်တို့ဒီ focus by assembly ကနေပြီးတော့တင်တန်းတစ်ခုပေါ့နော်ကျွန်တော်တို့ဖက်မှာလာလုပ်တယ်အဲ့ချိန်မှာတော့ထဲထဲဝင်ဝင်တည်ခွင့်ရတယ်ပြီးတော့မှ crypto ရဲ့အကြောင်းထဲထဲဝင်ဝင်တည်ခွင့်ရပြီးတော့မေလာထဲမှာပဲကျွန်တော်ရက်တော့အတိအကျတော့မသိတော့အကြောင်းမှာတော့တိကျသိရှိတယ်အမှကျွန်တော်တကယ် crypto ကိုယုံကြည်လက်ခံခဲ့တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ရနေစပြုတယ်ဟုတ်ပြီဒါဆိုရင်1996ခုနှစ်ကတည်းကကျွန်တော်တို့ပြောင်းလဲလာခဲ့တာပေါ့နော်ဟုတ်တယ်ဆိုတော့ကျွန်တော်မွေးတဲ့နှစ်က62ဖြစ်တယ်ဆိုတော့ဆရာရဲ့ဒီဝိညာဉ်ပိုင်းဆိုင်ရာမှာယေရှုခရစ်ကိုယုံကြည်လက်ခံပြီးတော့မှပြောင်းလဲလာတဲ့အသက်တာကကျွန်တော်အသက်နဲ့ဆိုရင်မတိမ်မရင်ပဲဖြစ်တယ်ဆိုတော့ဆရာပြောင်းလဲလာတဲ့အခါမှာကျွန်တော်တို့ဒီဖျားပေးတဲ့နှုတ်ပတ်တော်ဒါမှမဟုတ်အဲ့လိုကြမ်းချက်မျိုးရှိလားမသိအဲ့ဒါလေးရှိလို့ရှိရင်အဲ့လိုဒီကြတော့မရှိဘူးဒါပေမဲ့ပြောင်းလဲရတဲ့အကြောင်းရင်းကတော့ထူးဆန်းတာတစ်ခုပါတော့เนาะကျွန်တော်တွင်းထဲမှာပေါ့เนาะတွေ့တဲ့ပြင်တော့ဒီ cross လေးတွေပေါ့เนาะလူတွေလည်းဘေးမှာဆွဲထားတာတော့ကောင်းဒီဖျားเจ้าတွေမှာတော့ကောင်း cross တွေတွေ့တယ်စိတ်နှလုံးထဲမှာတစ်ခုခု something ပေါ့เนาะခံစားရတယ်ကြည်ညိုတယ်လေးစားပြီးတော့တခုရှိတယ်လို့သိတယ်ပေါ့နော်ဒါသူမယုံကြည်ခင်ပေါ့နော်ဟုတ်ကဲ့နောက်ဝိုင်းကြတော့အဲ့ရနေပြီးတော့မှကျွန်တော်တို့ရှိတဲ့နေရာအဲ့ဖျားကြောင်လေးမှာတွတ်တဲ့နေမှာသူဘယ်လိုပြောမလဲအတွင်းထဲမှာကယုံကြည်ခြင်းနဲ့စိတ်ကကိုယုံဖိတ်လာတာဖြစ်တယ်ဟုတ်ကဲ့နော်သူတို့နည်းနည်းပြောတာနဲ့မပြောခင်တည်းကယုံကြည်နေတဲ့အထက်မှာသိနေတယ်ဘာကြောင့်လဲအကြောင်းပြချက်တော့မရှိဘူးကြည်ညိုတယ်ယုံကြည်ခြင်းနဲ့စိတ်ကရှိနေတာနော်အဲ့တော့ကျွန်တော်အမှဖျားကြောင်ပထမဆုံးတွတ်တဲ့ချိန်မှာကျွန်တော်ဆရာတယောက်ကမေးတယ်ဘာဆုတောင်းမေးရမလဲလို့မေးတဲ့အခါကျတော့ကျွန်တော်ကဖះကိုယုံကြည်ခြင်းနဲ့ခရစ်ယာန်ဖြစ်ခြင်းနဲ့ဆိုတဲ့ဆုတောင်းချက်ပထမဆုံးစတင်ခဲ့တာဟုတ်နော်အဲ့မှာဆုတောင်းပေးတယ်နောက်ဂျွန်လိုင်းလောက်မှာလုံးဝပြတ်သားယုံကြည်ရတဲ့အခြေအနေတစ်ခုဖြစ်လာတယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ကမယုံကြည်ရဲ့အတိုင်းဝိုင်းဖြစ်တဲ့အခါမှာကျွန်တော်နေလည်းဖះเจ้าတက်တာတွေပါကျွန်တော်ရဲ့မိဘတွေကအခွင့်မပြုဘူးဒါပေမဲ့ကျွန်တော်ကလည်းအတွင်းထဲကနေလူလူလားယုံကြည်ခြင်းတဲ့အခါကျတော့ဖះเจ้าကိုစူးစမ်းပြီးတက်လာတာနော်မရမကပေါ့နော်ခက်ခဲကြတဲ့ဒါပေမဲ့အဲ့ဒီကြားမှာပဲ conflict ပေါ့နော်ကိုကျွန်တော်ရဲ့မယုံကြည်တဲ့မိဘတိုင်ဝမ်နဲ့ conflict ဖြစ်ပြီးတော့ဘုံကကိုဖျားသခင်ကိုယုံကြည်ပြီးတော့ပြတ်သားရက်တည်ရမယ့်အခြေအနေဖြစ်လာတဲ့အခါမှာကျွန်တော်ကြွလိုက်လောက်မှာပဲ
ကျော်လိုက်လောက်မှာပဲလုံးဝပြပြသားသားခရစ်တော်ယုံကြည်လက်ခံတယ်နော်မိဘရွှေမျိုးတိုင်းဝန်နေတော့နည်းနည်းတော်တော်လေးတော့နည်းနည်းမဟုတ်ဘူးနော်တော်တော်လေးကိုကြည့်ကြconflict ဖြစ်တယ်ကျွန်တော်တယောက်တည်းပဲအချိန်ကစပြီးတော့အခုချိန်တည်တယ်ပေါ့နော်ထွက်လာခဲ့တာပေါ့နော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်ဆိုတော့ကျွန်တော်တို့ဆိုရင်များသောအားဖြင့်တိုင်းသားတွေဆိုရင်ကျွန်တော်ဆိုရင်ချင်းလူမျိုးတယောက်ဖြစ်တယ်ဆိုတော့မိဘတွေကခရီးယန်ဖြစ်တယ်မီယိုဘလက်ခရီးယန်နဲ့ကြီးပြင်းလာတယ်ဆိုတော့ဒီဖျားเจ้าနေတက်တယ်အခုဆရာဆိုရင်ကျွန်တော်တို့မယုံကြည်သူမိသားစုထဲကနေပြီးတော့မှယေရှုကိုယုံကြည်လက်ခံလာတယ်ခက်ခဲပေါင်းမြောက်များစွာနဲ့အခုထိတိုင်တိုင်เนาะဆရာပဲပြောခဲ့တယ်ဟိုတယောက်တည်းပဲဖေရားရဲ့မဆာချင်းနဲ့ရှောက်လန်းခဲ့တယ်ဆိုတော့ဒီຢာတွေကျွန်တော်ကြားရတယ်ဆိုတော့ခွန်အားဖြစ်မယ်လို့လည်းယုံကြည်တယ်ဆိုတော့ဆရာကဇာတိကတနေရာအခုဒီရန်ကုန်မှာအင်းစိန်မှာကျွန်တော်တို့အသင်းတော်ရှိတယ်လို့ကျွန်တော်တို့ကြားသိရတယ်ဆိုတော့အဲ့ဒီအသင်းတော်စပြုခဲ့ရတဲ့အကြောင်းရင်းရယ်ပြီးတော့မှဘာကြောင့်ရန်ကုန်မှာလေကျွန်တော်အခြေချဖြစ်ခဲ့တယ်လဲဆိုတဲ့အရာလေးပြောပြပြလို့ရနိုင်မှာမသိဘူးဟုတ်အဲ့ဒီပေါ့နော်ကျွန်တော်စပြီးတော့ယုံကြည်တဲ့အချိန်မှာဆောင်းနာပြောတယ်လို့ပေါ့နော်ဒီအထူးသဖြင့်မိဘနဲ့ရွှေမိဘရောရွှေမျိုးအတိုင်းဝိုင်းတစ်ခုလုံးနဲ့ conflict ဖြစ်တဲ့ကောင်ကျွန်တော်ရွာမှာနေလို့မရဘူးပေါ့နော်နေလို့မရတဲ့အခါကျတော့ချက်ချင်းပဲညရင်းချင်းဆိုလို့ကျွန်တော်အိမ်ကနေထွက်ပြေးရတယ်ထွက်ပြေးတယ်ည7 နာရီလောက်ဆိုတော့ကျွန်တော်တို့နေတဲ့နေရာလဲတောကြတယ်ဆိုတော့7 နာရီလောက်ကအိမ်ထွက်တယ်ထွက်ပြီးတော့ကျွန်တော်ရဲ့ဆက်သွယ်ရှိတဲ့เนาะအဲဒီ local church ရဲ့သင်းဥဆရာအိမ်မှာကျွန်တော်တစ်ပတ်လောက်သွားနေတယ်နေပြီးတာနဲ့ထပ်ပြီးပြဿနာတက်တယ်ပေါ့နော်ပါတယ်ဆိုတော့ကျွန်တော်အဖေကရန်စိတ်ဆိုးတော့ခါကျတော့ဒီ local church ရဲ့သင်းဥဆရာတွေကပြဿနာရှာတာပေါ့အခါကျတော့ကျွန်တော်ထပ်ပြီးတော့ပြေးရတာပေါ့နော်ထပ်ပြေးရတယ်ဘာလို့ကျွန်တော်ဒီနေမနေလို့မရဘူးဘာလို့ဆိုတော့နေကဆိုတာလူဆက်သွယ်ရရမ်းမြန်လူတွေကချမ်းအဝေးပြီမဲ့လည်းသိကြတယ်လေအဲ့ဒါနဲ့ကျွန်တော်ရန်ကုန်ရောက်လာပေါ့နော်ရန်ကုန်မိဘမဲ့ကလေးများကျောင်းမှာကျွန်တော်တစ်နှစ်လောက်နေတယ်ပေါ့နော်တစ်နှစ်လောက်နေပြီးတော့မှရန်ကုန်ကိုဆက်သွယ်ရတယ်ဆက်သွယ်ရပြီးတော့အမှတစ်နှစ်လောက်နေပြီးတော့အလုပ်ကိုင်လုပ်တယ်ပြီးတော့အိမ်အောင်ကြတယ်ပေါ့နော်အိမ်အောင်ကြပြီးတော့မှဒီအင်းစိတ်မှာပဲတော့ချန်နေပါလိမ့်ဝယ်ဖြစ်တယ်အမှပဲအိမ်အောင်ကြပြီးတော့အမှအခြေချဖြစ်တာပေါ့အဲ့ဒီကနေမှတဆင်ပေါ့နော်ကျွန်တော်ဒီခရီးယန်နဲ့ပတ်သက်တဲ့တင်တန်းနေကျန်းစာချောင်းလေးတချို့တက်လာတယ်တက်လာပြီးတော့မှနောက်ဆုံးအမှုတော့ဟိုဘယ်လိုပြောမလဲအလုပ်တစ်ဖက်နဲ့ပေါ့နော်အချိန်ကာလတော်တော်ကြာကြာတိအလုပ်လည်းလုပ်ရင်အမှုတော်နဲ့ပတ်သက်မှလည်းတော့ဒီအင်္ဂလိပ်ထွက်တာတွေတင်တန်းနေလည်းတက်တယ်နော်ကျန်းစာတင်တန်းနေလည်းအမျိုးမျိုးတက်တယ်အမှုတော်တစ်ဖက်မှလည်းပါအောင်တစ်ဖက်မှလည်းအလုပ်လုပ်နေနှစ်ပေါင်းများစွာပေါ့နော်ရန်ကုန်မှာပဲနေထိုင်ခဲ့တာပေါ့နော်နေထိုင်ပြီးတော့လုပ်ခဲ့တယ်ဒါပေမဲ့ full time လို့တော့အတင်းတော်စားတဲ့အထိတော့မဟုတ်ခဲ့ပါဘူးဟုတ်ကဲ့ဒါပေမဲ့2000နဲ့6ခွန်လောက်မှာတော့ကျွန်တော်ဒီ UAE ကိုစရောက်တယ်အလုပ်လုပ်ဖို့ပဲလာတာပါပဲပေါ့နော်ဒါပေမဲ့ကျွန်တော်စီမှာတော့ဖျားပေးတဲ့ vision ကရှိထားတယ်ပါလဲဆိုတော့ဖျားမှုတော့တနေ့ဆက်ဆောင်အောင်မယ်ဆိုတာတော့သိတယ်ဟုတ်ကဲ့ဒါပေမဲ့ UAE လာတော့လည်းအလုပ်လုပ်ဖို့လာတယ်ဒါပေမဲ့ဒီရောက်ကြတော့လည်းအလုပ်တစ်နှစ်လောက်တော့အလုပ်ကြီးပဲလုပ်ပါသေးတယ်ဟုတ်ဒါပေမဲ့ကျွန်တော်ထင်တယ်9နှစ်လောက်အကြာမှာပေါ့နော်ကျွန်တော်ဒီ UAE မှာအတင်းတော့စဖြစ်တယ်အဲ့နဲ့တပြိုင်တည်းမှာပဲမြန်မာပြည်မှာလည်းကျွန်တော်ပြန်သွားတဲ့အခါမှာ vacation တွေလည်းပြန်သွားတဲ့အခါမှာမြန်မာပြည်မှာလည်းကျွန်တော်ဟိုအရင်ကလှုပ်ထားခဲ့တဲ့ယုံကြည်သူတွေရှိခဲ့တယ်ဒါပေမဲ့အတင်းတော်ကြီးလို့ organize မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ကျွန်တော်မြန်မာပြည်မှာလှုပ်ချင်ခဲ့တဲ့ယူပါယုံလည်းမြန်မာပြည်မှာကောင်းတဲ့ပေါ်တဲ့အခါမှာ2012လောက်ဝန်းကျင်မှာပဲတပြိုင်တည်းလို့ပဲเนาะဒီရန်ကုန်အတင်းတော်လေးပေါ့နော်ရန်ကုန်မှာ Redeemer Assembly Church ဆိုတာရှိတယ် NC Powder မှာရှိတယ်ပေါ့နော်အမှခုချိန်ဒီပဲပေါ့နော်ဟိုကနေတော့ပေါ့နော်အဲ့ချိန်စဖြစ်ခဲ့တယ်ပေါ့နော်တပြိုင်တည်းပဲပေါ့နော်ဒီဘက်နဲ့ဆိုတော့ဟိုမယုံကြည်သူအသက်တာနေပြီးတော့မှကျွန်တော်ယုံကြည်သူဖြစ်လာတယ်ယုံကြည်သူဖြစ်လာပြီးနောက်ပိုင်းမှာဖခင်ရဲ့အမှုတော်မြတ်မှာပါဝင်ဖို့ရန်အတွက်ဟိုဖခင်ရဲ့ခေါ်ခြင်းကိုဘယ်လိုမျိုးကြားခဲ့တယ်လဲရခဲ့တယ်လဲဆိုတဲ့အရာဆရာနည်းနည်းတော့ပြောပြပြီးတော့တကယ်တော့ယုံကြည်သူစဖြစ်ပြီးကြတဲ့ကเนาะ1996 99ခုနှစ်ဖခင်ရဲ့အမှုတော်ကိုပဲဆောင်နေစေဟုတ်ကဲ့ဒါပေမဲ့ကိုယ့်ရဲ့တော့စာဝတ်နေအိမ်အောင်ကြလာတယ်စာဝတ်နေအတွက်ရုန်းကန်တဲ့အခါမှာဒီဖခင်ရဲ့အမှုတော်မှာသွားလို့မရဘူးဆိုတော့ကိုယ်စာမိသားစုစာဝတ်နေလည်းရှိတဲ့အခါမှာအလုပ်တစ်ဖက်နဲ့ပဲသွားအဲ့ဒီထက်ကဖခင်ရဲ့အမှုတော်ဆောင်ရမယ်ဆိုတော့ကောင်းကောင်းသိတယ်ကျွန်တော်စိတ်ထဲမှာလည်းသိတယ်ဒီဖခင်အမှုတော်မဆောင်ဘဲနဲ့လူဘဝတက်တန်းဖခင်ရဲ့နိုင်ငံတော်မှာလှုပ်ဆောင်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့စာဝတ်နေတက်လောက်လည်းလူဖြစ်ပြီးတော့ကဘာမီရဲ့မြေထပ်သွားတယ်ဆိုတာအတိတ်ပဲမရှိဘူးဆိုတော့ကျွန်တော်နားလဲအများများဆိုဆုံးရှုံးဆရာဆိုတာသိတယ်ဘာလို့ဆိုလူဖြစ်ရခြင်းအကြောင်းရင်းကဟ
နော်ကျွန်တော်တို့လူအသက်ရှင်စင်မှာဖျားနိုင်ငံတော်အတွက်အသက်ရှင်အောင်မှာတကားဘာကြံတဲ့ဟာဟိုဘက်ကိုတည်သွားလို့မရဘူးဆိုတော့လေကျွန်တော်ကောင်းကောင်းနားလဲဟုတ်တယ်အလုပ်တော့လုပ်ရမယ်ဒါပေမဲ့ဒီအလုပ်နဲ့ပဲလူဘဝစားဝတ်နေရေးနဲ့ပဲပြီးဆုံးသက်သွားဖို့မဟုတ်ဘူးဆိုတော့နားလဲပဲကြောင့်တည်တယ်ဘုရားသခင်တနေ့ရအောင်မှာဘုရားသခင်တော့ကြီးမားစွာဘုရားသခင်အမှုတော်ဆောင်ခိုင်းလို့ဆိုတော့တည်တယ်ဒါပေမဲ့ဘယ်နေရာဘယ်လိုစားအဲ့လိုမျိုးခေါ်ခြင်းတော့တိတိကျကျမကြောက်မသိဘူးဒါပေမဲ့ဘယ်နေရာလဲဆိုတော့အခုကတော့လက်တွေ့ဖြစ်လာတဲ့ချိန်နော်အဲ့တုန်းကတော့မသိခဲ့ပါဘူးဒါပေမဲ့ဘုရားကပဲတစင်ပြီးတစင်တော့သူလမ်းတော်တွေသူပို့ဆောင်ထားတဲ့ခါမှာပုံပေါ်လာတာပဲနော်ဆိုတော့ပြရတယ်ဒီနေ့လက်တွေ့တော့မှုတော်ထဲမှာရောက်နေပြီဆောင်နေရပြီခက်ခဲတွေဘယ်လိုပဲရှိပြီမြန်မာဘုရားခင်ရက်တည်စေတယ်ဆိုတော့ဒါဒီအဝိုင်းဝိုင်းတစ်ခုလုံးကဒါရုပ်ပါရုံပဲပေါ့နော်ခေါ်ချင်တယ်ဟုတ်ကဲ့ဆိုတော့ခုနဆရာပြောသွားတဲ့အထက်မှာအသင်းတော်ရဲ့နာမည်ကို Redeemer လို့ပေးတယ်လို့ကျွန်တော်ကြားရတယ်ဆိုတော့ဒီဘာကြောင့်မလို့ပေါ့နော်ဒီ Redeemer နာမည်ကိုအသုံးပြုရတယ်လဲအဲ့ဒါနည်းနည်းလောက်ရှင်းပြပေးပါဆရာဟုတ်ကဲ့ငါအဲ့တော့အားလုံးလည်းသိတယ် Redeemer ဆိုတာရွေးနှုတ်သူပေါ့နော်ခရစ်တော်ပဲပုံခရစ်တော်ရဲ့ကယ်တင်ခြင်းကိုပဲပြောတာဆိုတော့ကျွန်တော်နေလဲတခြားနာမည်တွေအများကြီးရှာတယ်အများကြီးပြောင်းလဲလို့ဖို့လုပ်ပါတယ်ဒါမှမဟုတ်ဘုရားသခင်ကအဲ့ဒါကိုပဲသုံးခိုင်းတယ်ပေါ့နော်အာမင်အဓိပ္ပာယ်ပြန်ဆရာကျွန်တော်တို့တခုတည်းပါပဲကျွန်တော်တို့ဒီအားလုံးသိတယ်ထာဝရအပြစ်သားဘဝကနေတခုတည်းတော့အပြောင်းလဲဖြစ်စေတဲ့ခရစ်တော်ရဲ့ကယ်တင်ခြင်းဖြစ်တဲ့ခရစ်တော်ဒီဟူသောကယ်တင်ရှင်သားလျင်ကျွန်တော်တို့ထာဝရအပြောင်းလဲလုပ်ပြီးတာပေါ့နော်ဘုရားဒီမှောင်မိုက်သားလောကသားထာဝရငရဲသားဖြစ်ကနေဘုရားသားနော်ထာဝရဘုရားသားထာဝရကောင်းကင်နိုင်ငံဆိုတဲ့ဟာကိုအပြောင်းလဲလုပ်ပြီးတဲ့သူတူတည်းပဲရှိတယ်အဲ့ဒါတော့ယေရှုခရစ်တော်ခရစ်တော်ကလည်း Redeemer ကယ်တင်ရှင်ရွေးနှုတ်သူကယ်တင်ခြင်းပေးသူရွေးနှုတ်ခြင်းပေးသူပေါ့နော်စသဖြင့်ဒါကြောင့်ဒီဥစ္စာပဲဘုရားကလည်းပေးတာဖြစ်တယ်အဲ့နာမည်ကိုကျွန်တော်ကိုယ်တိုင်တော့နားလည်ုံပဲဒီအရင်တော့ဆိုတော့ဒီလောက်ကြီးကြည်ကြည်ပြည့်ပြည့်သဘောမပေါဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာဘုရားကပဲဒီနာမည်ကိုပေးလာတာဖြစ်တဲ့အတွက်ကြောင့်နာမည်ပေးဖြစ်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီကျေးဇူးအများကြီးတင်တယ်ဆိုတော့UAE ကိုစရောက်တဲ့နှစ်နဲ့ကျွန်တော်တို့အခက်ခဲတွေပေါ့လေကျွန်တော်တို့ဒီကတော့ငွေကြေးခက်ခဲကြောင့်မလို့မိသားစုကိုထောက်ပံ့ဖို့ရန်အတွက်စရောက်လာတယ်ဆိုတော့အဲ့ဒီအချိန်မှာမြန်မာလူမျိုးတွေဘယ်နှစ်ယောက်လောက်ရှိတယ်လဲဒါမှမဟုတ်မြန်မာ community ကမရှိသလောက်ရှားသလားပေါ့လေဆိုတော့ UAE စရောက်တဲ့အချိန်ကနေခုနှစ်နဲ့အခက်ခဲတဲ့အရာလေးတွေကျွန်တော်တို့ကိုနည်းနည်း sharing လုပ်ပေးပါဦးဆရာဟုတ်ကျွန်တော်ကတော့ UAE ကိုတော့2009ပေါ့နော်2007မှာကျွန်တော်ဒူဘိုင်းရောက်တယ်ဒူဘိုင်းမှာနှစ်ကျော်လောက်เนาะအလုပ်လုပ်တယ်အလုပ်လုပ်ရင်းနဲ့ကျွန်တော်ပါတွေ့လဲဆိုတော့မြန်မာအတိုင်းဝိုင်းနေနဲ့ရှိတာပေါ့နော်ဒါပေမဲ့လူနည်းစုပဲဖြစ်တယ်ဟုတ်ကဲ့လူနည်းစုပဲဖြစ်တဲ့ခါမှာကျွန်တော်တို့ဒီမြန်မာအတိုင်းဝိုင်းတွေကเนาะခရစ်တော်ကိုသိပြီးတော့ယုံကြည်သူကလူနည်းစုဖြစ်တယ်ပေါ့နော်အများစုကတော့ခရစ်တော်ကိုမယုံကြည်တဲ့လူကလူများစုဖြစ်နေတဲ့ခါမှာကျွန်တော်တို့ရဲ့လူပတ်ဝန်းကျင်အတိုင်းဝိုင်းမှာဟောနော်အခက်အခဲတွေကိုတယောက်တည်းမဟုတ်ပါဘူးလူတိုင်းလူရင်ဆိုင်ရတဲ့ခါမှာကျွန်တော်ကူညီချင်တယ်ဟုတ်ကဲ့လူမှုအထူးသဖြင့်လူမှုရေးအခက်အခဲတွေပေါ့နော်နောက်တစ်ခုလူမျိုးရေးခွဲဘယ်လိုပြောမလဲကျွန်တော်တို့တွေကနည်းနည်းတခြားလူမျိုးတွေနဲ့ဆောက်လို့ရှိရင်အလုပ်ငန်း area တွေထဲမှာယာရုမြင့်မြင့်နေရအဲ့တော့တော်တော်နည်းတယ်ပေါ့နော်ဟုတ်ယာရုနေနေတစ်ချိန်လုံးတခြားလူမျိုးတွေကပဲတော့ခိုင်းတဲ့သူဖြစ်ပြီးတော့ကိုရီးယားတော့အမြဲတမ်း yes စာလောက်ရတဲ့အချိန်ပေါ့အဲ့နဲ့ပတ်သက်ပြီးတော့ခွဲခြားခံရတာတွေနောက်ဒီထက်ပိုဆိုးရတဲ့လူမှုရေး abuse တွေကိုကျွန်တော်တွေ့တဲ့အခါမှာကျွန်တော်အရင်ကူညီချင်တယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းသူတို့ရဲ့ abuse လုပ်ခြင်းကိုခံနေရတဲ့ခါကျတော့ဘာမှမကူညီနိုင်ဘူးပေါ့နော်အဲ့ဒါတော့ရင်ထဲမှာအရင်ကိန်းအောင်တယ်အရင်နဲ့မချီမခံတာဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်ထပ်2017လောက်မှာတော့ဘုရားသခင်စကားပြောလာတယ်ဟုတ်ကဲ့အဲ့ဒီအချိန်မှာကတော့ကျွန်တော်ကဒူဘိုင်းကနေပြီးတော့ဒီအဘူဒါဘီကိုပေါ့နော်အလုပ်ရွှေ့လာပြီးအဘူဒါဘီမှာကျွန်တော်အလုပ်တင်နေရောက်လာတဲ့အချိန်မှာကျွန်တော်2နှစ်လောက်ပေါ့နော်အဘူဒါဘီမှာပဲကျွန်တော်2နှစ်လောက်အလုပ်လုပ်လာတဲ့အခါမှာကျွန်တော်ရဲ့အတိမနော်ယုံကြည်သူတွေကအတိမျိုးသမီးလေးတယောက်ရှိတယ်သူကတကယ်သူအလုပ်ထဲမှာပေါ့နော်ဒီလိုမျိုးပေါ့နော် abuse ပေါ့နော်အဲ့ဒါကောင်ကျွန်တော်အရင်လည်းကူညီချင်တယ်ကောင်မကူညီနိုင်ဘူးဟုတ်ကဲ့အဲ့အချိန်မှာဘုရားကစကားပြောတယ်သူတို့ကိုကူညီချင်ရင်ညမှာငွေကြေးအာဏာဘာမှမရှိဘူးဒါပေမဲ့ငါနာမနဲ့ရက်တည်ပါငါနာမနဲ့ရက်တည်ပါအဲ့စကားကျွန်တော်သိရတာဟုတ်ကဲ့ကျွန်တော်ကိုရောနာမနဲ့ရက်တည်မယ်ငါနာမနဲ့ရက်တည်ပါပဲနေသူတို့ကူညီနိုင်မယ်ဆိုတော့ဟိုဖះစကားပြောလာတယ်အဖက်ဖက်ကပေါ့နော်ကျွန်တော်မှကျွန်တော်အမှသဘောပေါက်လာတယ်ယုံကြည်သူတွေနဲ့စတင်ထိတွေ့လာတယ်ဖះရှိခိုးတွေစတင်တပြေးပြေးနဲ့ထိတွေ့လာတယ်နောက်ဆုံးအသင်းတော်စခြင်းအဖြစ်ဝိညာဉ်ရေးမှာဥဆောင်ပြီးတော့လူတွေကိုဝိညာဉ်ရေးမှာ
ကျွန်တော်သိခဲ့တယ်เนาะမြန်မာပြည်မှာတင်ခဲ့သိခဲ့နားလည်ခဲ့တဲ့အရာတွေနဲ့ဘုရားခင်ကဒီမှာ ministry တခုစဖို့ရှင်းရှင်းလင်းလင်းစကားပြောတယ်ဝိညာဉ်တော်လည်းတိုးထိတယ်ဆိုတော့ကျွန်တော်ကောင်းကောင်းနားလည်တဲ့ခါမှာအဲ့ဒီချိန်က2017ကစပြီးတော့ကျွန်တော် UAE ပေါ့เนาะအဘူဒါဘီမှာဒီအဘူဒါဘီမြန်မာ church ကိုစပြီးတော့run ခဲ့တယ်ပေါ့နော် ဟုတ်ကဲ့ run ခဲ့တယ်အစပိုင်းတော့အရန်ခက်ခဲတာပေါ့နော်တော်တော်လေးကိုခက်ခဲတယ်အားလုံးသိကြတဲ့အတိုင်းပဲဒီနိုင်ငံငွေကြီးကအရန်ဦးစားပြီးဖြစ်တဲ့ခါမှာကျွန်တော်တို့အနေနဲ့ငွေကြီးကအားနေတဲ့လူတွေဖြစ်တဲ့ခါမှာခက်တယ်ဒါပေမဲ့ထူးခြားတာကအဲ့ခက်တဲ့ကြားကပဲဖရားရဲ့လက်ရာအထင်ရှားတယ်မဖြစ်နိုင်တာတွေဖြစ်လာတယ်ကျွန်တော်တို့နားမလည်နိုင်တဲ့အကုန်လုံးဖြစ်လာတယ်เนาะအဲ့ဒီအဖြစ်ပဲဒီ UAE မှာလည်းစတင်ပြီးလုပ်ဖြစ်တာအဲ့ UAE ရုပ်လို့ဒါကတော့ reality အခြေခံပဲဒါကျွန်တော်တကယ်ကိုဖြစ်ခဲ့တဲ့အရာတွေပေါ့နော်ဟုတ်ကဲ့အဲ့လိုတော့ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီ UAE အဘူဒါဘီမှာဖျားရဲ့ခေါ်ချင်းကြောင့်မလို့ကျွန်တော်အသင်းတော်စာပြုခွင့်ရခဲ့တယ်ဆိုတော့စာပြုတဲ့အချိန်မှာဆရာတယောက်ထဲလာတော့မှအဲ့လိုမျိုးဒီယုံကြည်သူမိသားစုတယောက်နှစ်ယောက်နဲ့စခဲ့တာလားဘယ်လိုမျိုးအစာပြုခဲ့တယ်ဆိုတဲ့အရာလေးအဲ့တော့ဒီအဘူဒါဘီမှာပဲပြောအောင်ပါဗောနော်ကျွန်တော်ပထမဆုံးစတာဆိုတော့အဘူဒါဘီမှာစတုန်းကတော့အဲ့2012လောက်ဝန်းကျင်မှာဒီဘောလေးယုံကြည်သူတွေရှိတယ်ဒါပေမဲ့ဒီကလည်းမြို့ကျယ်တယ်ဒါပေမဲ့လူနည်းစုလေးပေါ့နော်ကျွန်တော်ထင်တယ်ယုံကြည်သူအယောက်20ဝန်းကျင်လောက်နော်တခါတလေအထူးသဖြင့်ခရစ်စမတ်ကာလမှာပေါ့နော်စုပြီးဖျားရှိခိုးဖို့နေရတော့ရှိတယ်အဲ့လောက်ပဲဒါပေမဲ့အဲ့ဟာလည်းတပတ်မှတစ်ခါပဲတွေ့ခွင့်ရတာဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဖျားကပြင်းထန်စွာစကားပြောလာတယ်အတင်းတော့စပါစပြီးဖျားရှိခိုးလုပ်ပါအတင်းတော့စပါအဲ့ချိန်မှာကျွန်တော်နော်ဒီနေ့ချေတော့မှကြောက်လို့ဘယ်လိုအတင်းတော့ဘယ်လို contact ရလဲဆိုတာတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်ဟုတ်ကဲ့အမှအတင်းတော့ကိုအခုကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့ဒီအဘူဒါဘီမှာရှိတဲ့ Evangelical Community Church ထဲမှာကျွန်တော်ပထမဆုံး2012ခုနှစ် March လ9ရက်နေ့မှာပေါ့နော်ပါမစ်ရတယ်တရားဝင်ဖျားရှိခိုးခွင့်ရတယ်တရားဝင်အဲ့ဒီတဲကပဲ visa ဆိုလဲကျွန်တော်တို့ဒီအမှုလို့ဆောင် visa နဲ့ပေါ့နော်ကျွန်တော်တော့တခါလဲစခွင့်ရခဲ့တာပေါ့နော်အဲ့ချိန်ကဟုတ်ကဲ့ပါအဲ့ချိန်စပြီးခွင့်ရခဲ့တာဟုတ်ကဲ့ဆိုတော့ဆရာတဦးတယောက်ထဲကနေပဲဒီအဘူဒါဘီမြန်မာ church ကိုအစာပြုခဲ့တာပေါ့နော်အဲ့လိုမျိုးဟုတ်တယ်ကျန်တဲ့ဟာတွေကတော့အားလုံးကတော့လေးပြီးပြောတွေပဲလေသူတို့မြန်မာပြည်မှာလည်းသူတို့ဟာအရန်ကိုတောက်လောင်တဲ့ယုံကြည်သူတွေတော့မဟုတ်တာမန်ခရိယန်တွေပေါ့နော်လေးပြီးပြောတွေပဲကျွန်တော်ကတော့စိတ်ထဲမှာမြန်မာပြည်မှာနေတော့ကလည်းအမှုတော်ထဲမှာပါဝင်ခဲ့ဘူးတယ်အမှုတော်ဆောင်ခဲ့ဘူးတယ်ဝိညာဉ်တော်ရဲ့တိုးတက်မှုတွေခံတဲ့အခါမှာအသင်းတော်စဖို့စတဲ့အခါမှာကျန်တဲ့လူတွေကတော့ကျွန်တော်ကဥဆောင်ပြီးလုပ်လိုက်မယ်ဒါပေမဲ့သူတို့ဥဆောင်ပြီးလုပ်ဆိုဘာမှတော့မလုပ်တာဘူးတကယ်တော့ကျွန်တော်ကလည်းဒီနိုင်ငံမှာအရင်ကျွမ်းကျင်ပြီးတော့တည်နေတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်မတည်တယ်ယုံကြည်ခြင်းရှိတယ်ဆိုပြီးတော့ယုံကြည်ခြင်းတစ်ခုတည်းနဲ့ပေါ့နော်စပြီးတော့စခေါ်လိုက်တယ်ဒီနေ့ဒီနေရာမှာဖျားရှိခိုးမယ်ဒီမှာခန်းရပြီအားလုံးလာကြဆိုတော့transportation တွေပါတယ်စီစဉ်ပြီးတော့အဲဒီ March လ2012ခုနှစ် March လ9ရက်နေ့မှာပေါ့နော်ကျွန်တော်ဒီအဘူဒါဘီမှာကျွန်တော်နဲ့ရှိအတိတဲ့လူတွေစုလို့ကျွန်တော်ခေါ်လိုက်တာပေါ့ခေါ်ပြီးတော့ဖျားရှိခိုးခဲ့တာပေါ့အဲ့ဒါနဲ့ပတ်သက်တဲ့အထောက်အထားတွေလည်းအများကြီးရှိပါတယ်ဓာတ်ပုံတွေလည်းအများကြီးရှိပါတယ်ဟုတ်ပြီကျေးဇူးအများကြီးတင်တယ်ဆရာဆိုတော့ကျွန်တော်ဒီမြန်မာပြည်မှာလည်းအသင်းတော်ရှိတယ်အခုဒီ UAE မှာလည်းအသင်းတော်စပြုတဲ့အခါမှာမြန်မာပြည်မှာဒီအသင်းတော်သာသနာလုပ်ငန်းနဲ့ဒီ UAE မှာအသင်းတော်သာသနာလုပ်ငန်းပွားခြားချက်ပေါ့လေဆရာအနေနဲ့ဒီအတွေ့အကြုံပေါ်မှာဘာတွေရှိသလဲဆိုတဲ့အရာဥပမာမြန်မာပြည်မှာဆိုရင်ကျွန်တော်တို့ကိုအိမ်ကနေပြီးတော့မှပဲဖျားကြောင်လာကြတယ် transportation တော့ဘာညာကျွန်တော်ဘာမှစိတ်ပူစရာမလိုပေါ့လေဒီဘက်မှာခုနဆရာပြောသားအထက်မှာ transportation တွေဘာတွေစီစဉ်ရတယ်ဆိုတော့ဒီအရာတွေကဘယ်လိုအခက်အခဲရှိသလဲဆိုတဲ့အရာလေးတွေလည်းဟုတ်တယ်ကွာခြားချက်ကတော့တော်တော်လေးမြန်မာပြည်နဲ့ကွာခြားတယ်မြန်မာပြည်မှာတော့ဖျားကြောင်တွေရှိတယ်နော်ဖျားသွားရှိခိုးရင်ကိုကနဲ့ကိုပေါ့နော်ကို transportation နဲ့ကိုသွားတယ်ဒီလိုမျိုးဒီမှာကတော့အဆအရာပေါ့နော်အဖို့ခပေးရတယ်နော်ဒီယုံကြည်သူတွေဘုရားကျောင်းလာတက်ပါလာတက်ကြဟေ့ဆိုရင်တလုံးနဲ့မပေးဘူးသူတို့လာတက်နိုင်ဖို့နော်ကားတွေအများကြီးစီစဉ်ပေးရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာကအဲ့လောက်ဥတီမလုတ်ပေးလို့ကိုမရအောင်နော်ဒီရဲ့အခြေအနေပဲဖြစ်နေတာနောက်တစ်ခုကပေါ့နော်အဆအရာသူတို့လာပြီးတော့ဘုရားရှိခိုးနိုင်ဖို့အစဉ်ပြေတဲ့အခြေအနေတစ်ခုကိုဖန်တီးပေးရတယ်မြန်မာပြည်မှာဆိုရင်တော့ခေါ်လိုက်ရင်လာခဲ့ပါဆိုရင်သူ့အနေနဲ့သူလာတချို့လည်းပြင်ဆင်ပေးတာတော့ရှိပါဒါပေမဲ့တော်တော်များများမြန်မာပြည်မှာကျတော့ဖျားเจ้าမှာဖျားရှိခိုးမယ်ဆိုခေါ်လိုက်ရင်ဒါသူအော်တိုတီးတယ်လာမယ်ဒီမှာတော့အဲ့လိုလုံးဝလုံးမရဘူးအဆအရာအများကြီးသူတို့ဖျားလာချစ်ခိုးဖို့အစဉ်ပြေနိုင်တဲ့အခြေအနေကိုဘယ်ပေါင်းစုံကပြင်ဆင်ထားပေးရတယ်အဲ့ဒါမှပဲအစဉ်ပြေတယ်
ဘာဖြစ်လို့လဲဆိုတော့အဆဆရရသူကဖိုးခတ်ပြီးရလုံးဝအလကားမရဘူးပေါ့နော်နောက်ပြီးတော့ပို့ဆိုတာတော့ဈေးကြီးတယ်ပေါ့နော်သူတစ်ပြည့်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအလုပ်လုပ်တဲ့အခါမှာမြန်မာနိုင်ငံသားတွေရဝင်ငွေနဲ့နော်ကျွန်တော်ဒီမှာဒီ living cost တွေအရန်กว่าဆိုတော့တောင်းဆိုလို့ရှိရင်မရန်နိုင်ပြကြောင်တစ်ခေါက်လာတက်ဖို့ဆိုရင်အများကြီးပို့ခတ်ပြီးရဆိုတော့သူတို့အနေနဲ့သူဟာနဲ့သူပုံမှန်လာမယ်ဆိုလာရေရှည်မှလာနိုင်ဖို့မလွယ်ဘူးဒါပေမဲ့အဲ့လိုဒီအတင်းတော်အနေနဲ့ transportation တွေစုပြီး season ပေးလိုက်တဲ့အခါမှာသူတို့အနေနဲ့လာနိုင်တဲ့အခြေအနေတွေပြင်ဆင်ပေးရတာပေါ့အစားစားရဟုတ်ကဲ့ဆိုတော့ကျွန်တော်တီးတလောက်ဆိုရင်ဒါကကျွန်တော် UAE ကိုလာတာကဒုတိယအကြိမ်ဖြစ်တယ်ဆိုတော့ဆရာနဲ့အခုလိုမျိုးမိသားဖွဲ့နိုင်ရတာလည်းဒါဒုတိယအကြိမ်ဒီတစ်ခေါက်ကြာမှာပဲဆရာနဲ့ရင်းရင်းကျွန်တော်စကားပြောခွင့်ရခဲ့တယ်အမှုတော်မြတ်မှာလည်းကျွန်တော်အတူတူကလက်တွဲပြီးလှုပ်ဆောင်ခွင့်ရခဲ့တယ်ဆိုတော့ကျွန်တော်တီးတလောက်ဆိုရင်ဒီဘက်ကအမှုတော်ဆောင်တွေကတော်တော်လေးအဖိုးခပေးကြတယ်ဆိုတော့ဒီ transportation ကဒီအသင်းတော်ရဲ့ budget အားလုံးထဲမှာအများဆုံးသုံးရတဲ့နေရာမှာရှိတယ်လို့ကျွန်တော်သိရတယ်ဆိုတော့ဒီဘက်ကအမှုတော်ဆောင်တွေကကျွန်တော်မြန်မာပြည်မှာအမှုတော်ဆောင်တဲ့လူမျိုးပြီးတော့မှဒီ US တခြားနိုင်ငံတွေမှာအမှုတော်ဆောင်ပြီးတော့မှလက်ခနဲ့ပေါ့နော်ကျွန်တော်တို့အမှုတော်ဆောင်နေကြတဲ့လူတွေမဟုတ်ဘူးတကယ်ပဲသူတို့အလုပ်လုပ်တဲ့အထဲကနေပြီးတော့မှမြန်မာယုံကြည်သူတွေလာလို့ရှိရင်ကြောက်နေကြောက်ချင်းချင်းကူညီတယ်ပြီးတော့မယုံကြည်သူတွေလာလို့ရှိရင်လည်းကျွန်တော်ဒီအလုပ်တွေပါလေရှာပေးပါလေအကုန်လုံးကိုဒီဆရာတွေကတာဝန်ယူပေးရတယ်ဆိုတော့ spiritual needs ပြီးတော့မှ mental need နဲ့ဒီ physical needs တွေကိုဆရာတွေကဒီမှာကျွန်တော်တာဝန်ယူပေးနေရတာဖြစ်တယ်ဆိုတော့တကယ်ကိုကျွန်တော်ကျန်တဲ့နေရာမှာလက်ခစားပြီးတော့မှကျွန်တော်တို့အမှုတော်ဆောင်နေတဲ့လူတွေမျိုးတကယ်ကိုဆွမ်းဆွမ်းတမန်နဲ့ပါဝင်ကြတဲ့လူတွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်ထပ်မံပြီးတော့မှ Facebook ပေးလို့တယ်ဆိုတော့ကျွန်တော်အခုဆိုရင် UAE မှာဒီ redeemer ပေါ့လေမြန်မာကျွန်တော်တို့အခုဆိုရင် state ကကျွန်တော်တည်လို့ဆိုရင်9ခုရှိတယ်ကျွန်တော်တည်ရဲ့အထဲမှာဆိုရင်ဒီ Dubai နဲ့အဘူဒါဘီပေါ့လေတကယ်မြို့ကြီးအဘူဒါဘီကတော့ capital မြို့တော်ဖြစ်တယ်ဆိုတော့ဒီဆရာအားဖြင့်အခုဆိုရင်ဒီ၄နေရာမှာပေါ့လေကျွန်တော်တို့အသင်းတော်အစာပြုနိုင်ခဲ့ပြီဖြစ်တယ်ဆိုတော့ဒီအရာတွေကိုဘယ်လိုမျိုးကြောင်းမလို့လေဆရာအနေနဲ့အစာပြုနိုင်ခဲ့ရတာလဲဆိုတဲ့အရာကိုလည်းဆရာနည်းနည်းပြောပြပေးပါဦးအဲ့တော့ကျွန်တော်တို့စတော့ကတော့ဒီအဘူဒါဘီမှာစာပြုရဖျက်ရှိကိုတယ်ဒါပေမဲ့ကျွန်တော်ဒီ UAE ရဲ့ live ကသူကလုပ်ငန်းပေါ်မူတည်ပြီးတော့ဝန်ထမ်းအလုပ်သမားတွေအပြောင်းလဲဖြစ်နေတာပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ဒီမှာပထမတော့ဒီအဘူဒါဘီမှာပဲဖျက်ရှိကိုရင်းနဲ့သူကအလုပ်တွေရတယ်ဟောတခြား state တခုရောက်သွားတယ်အမှဖျားချောင်းဆိုတာမရှိဘူးလေလူမြန်မာလူမျိုးလည်းရန်နေတဲ့ခါကျတော့သူတို့နဲ့သွားတယ်သွားပြီးတော့သူတို့ရှိတဲ့နေရာကိုလိုက်သွားတယ်အမှဖျားရှိကိုတယ်ရှိကိုရင်းနဲ့အမှအစ်တော့ယုံကြည်သူတွေရောက်နေတာရှိတယ်ကျွန်တော်တို့နဲ့တော့ contact မရှိတစ်ယောက်စနှစ်ယောက်စနှစ်ယောက်သုံးယောက် gathering လုပ်ဖို့တော့တော်တော်လေးခက်ပါတယ်ဟုတ်ကဲ့လူကလည်းရှာပါပေါ့နော်ဟိုမြန်မာလူမျိုးဆိုတာမရှိဒါပေမဲ့အဲ့လိုနည်းအဖြစ်အမှလုပ်တယ်လုပ်ပြီးနောက်အဲ့ဒီလူကပဲဖြစ်ဖြစ်နောက်တစ်ယောက်ကပဲဖြစ်တခြား state ကိုအလုပ်ရသွားပြန်ရောအဲ့ဆိုကျွန်တော်လိုက်သွားပြန်ရောလိုက်သွားရင်လည်းသူရှိတဲ့နေရာမှာဖျက်ရှိခိုးနေအဲ့မျိုးမှာတခါအသင်းတော်ရလို့ထပ်ဖြစ်လာတယ်အမှရှိတဲ့လူတွေနဲ့ contact ရပြီးတော့အမှလူတွေပါဝင်နေเนาะအသင်းတော်တခုထပ်ဖြစ်လာအဲ့လိုနည်းအပြင်ပြန်နှံ့ဟုတ်ကဲ့ဟုတ်ဆိုတော့ကျွန်တော်တို့အခုဆိုရင်ဟုတ်ပြီဆရာဒီအသင်းတော်ရှိတဲ့နေရာမြို့တွေနဲ့ state တွေကျွန်တော်ပြောပြပေးလို့ရမှာဟုတ်ကဲ့ကျွန်တော်ရဲ့ base ကတော့ဒီအဘူဒါဘီပေါ့နော် UAE မှာရှိတဲ့အဘူဒါဘီ capital city ကတော့ base ဖြစ်တယ်ပြနောက်တစ်ခုကတော့ second ပေါ့ LA ပေါ့နော်LA ဆိုတာ Oman နယ်စပ်မှာရှိတဲ့ LA မြို့ကလေးရှိဖြစ်တယ်အမှရှိတယ်နောက်တစ်ခုက Ras Al Khaimah ပေါ့နော် Ras Al Khaimahဆိုတာတော့ဟို North Emirates ပေါ့နော်ဒီ Emirates ရဲ့ဟိုဘက် Iran နယ်စပ် Iran နဲ့မျက်နှာချင်းဆိုင်ဘက်ပေါ့နော်ဒီ Persian ပင်လယ်ကွေ့ရဲ့အမှ Ras Al Khaimah မှာရှိတဲ့အသင်းတော်ကိုရှိတယ်နောက်ဆုံးကတော့ Dubai ပေါ့နော် Dubai မှာလည်း fellowship တစ်ခုပေါ့နော် Dubai budget မှာပေါ့နော်ဟုတ်ကဲ့ fellowship လေးရှိတယ်၄နေရာပေါ့နော်အားလုံးဟုတ်ကဲ့ဟုတ်ပြီကျေးဇူးအများကြီးတင်တယ်ပြီးတော့မှကျွန်တော်တီးတလောက်ဆိုရင်ကျွန်တော်လည်းဒီ၄နေရာမှာပါဝင်ခွင့်ရခဲ့တယ်ဆိုတော့ကျွန်တော်အမြင်နဲ့ကျွန်တော်တီးတလောက်ကျွန်တော် sharing ပေးချင်တဲ့အရာကဘာလဲဆိုရင်အခုဆို LA သွားတဲ့အခါမှာကျွန်တော်ပထမဆုံးမြန်မာပြည်မှာလည်းတစ်ခါမှမတွေ့ကြုံဘူးခဲ့တဲ့အရာပြီးတော့ US မှာလည်းတစ်ခါမှမတွေ့ကြုံဘူးခဲ့တဲ့အရာအရင်တော့ကျွန်တော်တပည့်တော်12ပါးပေါ့နော်ကျွန်တော်တခင်ယေရှုဟိုကောင်းကင်ကိုခြေဆောင်ချင်းခံရပြီးတော့မှကျွန်တော်ဒီတပည့်တော်စုတွေက upper room ဆိုတဲ့ worship ပုံစံကိုသူတို့စခဲ့တယ် upper room ကကျွန်တော်တပည့်တော်တွေနဲ့တခင်ယေရှုဒီနောက်ဆုံးညစာစားပွဲအဲ့လိုမျိုးဒီစားတောက်ဆိုင်နေမှာပေါ့လေအပေါ်ထက်ခူးလေးမှာသူဖျားရှိခိုးတယ်ဒီပွဲတော်မင်္ဂလာကိုသူတုံးဆောင်ခဲ့တဲ့နေရာလိုမျိုး LA မှာဆိုရင်ကျွန်တော်တို့ပထမဆုံးဝိပုကိုးကွယ်ခဲ့တယ်ဒီရောက်ကျွန်တော်စိတ်ထဲမှာအင်မတန်ခံစားရတယ်ဘာလို့ဆိုတော့စားတောက်ဆိုင်ကိုသူတို့ငားတယ်ဆိုတော့ တစ် section ကိုဟို90เนาะဒီ Elena ဥစားဆိုရင်90 dirham ပေးရတယ်ပြီးတော့မှဟို
ဖျားရှိခိုးပြီးသွားလို့ရှိရင်သူတို့ဆိုင်ရနေပြီးတော့မှအစားတောက်မှာပေးရတယ်ပေါ့နော်အစားတောက်ကခါကြောက်ရှင်300နဲ့900ကြားမှာရှိတာပေါ့လူတွေကတော့အခုဆိုရင်ကျေးဇူးတော်ကြောင့်မလို့တိုးလာတယ်20အထက်မှာရှိလာပြီပေါ့နော်ဆိုတော့ပြီးတော့မှရဆာခိုင်မာဆိုတဲ့အရာကျွန်တော်ကတော့ဒီအရာကိုလဆာခိုင်မာလို့ကျွန်တော်ပြောလိုက်တာပါဆိုတော့အဲ့ဒီနေရာဆိုရင်ခုနဆရာပြောတာဒီဟိုအီရတ်နဲ့မျက်နှာချင်းဆိုင်ဟုတ်လားမဟုတ်ဘူးအီရန်နဲ့နော် ပါရှန်ပင်လယ်ကွေးကဟိုဘက်ချမ်းအီရန်ဒီဘက်ကျွန်တော်တို့ဘက်ချမ်းတော့ရဇာခိုင်မှာဟုတ်ကဲ့အဲ့လိုလေးနေရာလေးမှာယုံကြည်သူကအခုအမာခံနေနဲ့၄ဦးရှိတယ်ဆိုတော့တကယ့်ကိုတို့ဖះကိုမျက်နှာသာဖះမျက်နှာသာပေးခြင်းနဲ့ခံရတယ်လို့တို့ဘက်ကနေလည်းအဖိုးခပေးပြီးတော့မှဒီဘက်ကဖះဝုပြုတ်ကိုးကွယ်ခြင်းကကျွန်တော်တို့နဲ့မတူเนาะစနေတနေ့တွေ off day ရပြီးတော့မှဖះကြောင်းသွားကြတာမဟုတ်ဘူးဒီမှာအလုပ်တစ်ဖက်နဲ့နေခင်းပိုင်းလုပ်တယ်အလုပ်ပြီးတဲ့ချက်ချင်းဖះကြောင်းသွားကြတယ်ဖះကြောင်း9နာရီခွဲ10နာရီလောက်မှစတယ်ဆိုတော့17နာရီလောက်မှပြီးတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ ਨੇ မလုံးဝကိုနှိုင်းရှင်လို့မရဒီကယုံကြည်သူတကယ်ဖះကိုရှာကြတဲ့လူတွေဖြစ်တယ်ဆိုတော့ကျေးဇူးအများကြီးတင်တယ်ဆိုတော့ဆရာရဲ့အသက်တာထဲမှာအမှုတော်မြတ်ထဲမှာအားနည်းတဲ့ချိန်ရှိတယ်အားကြီးတဲ့ချိန်လည်းရှိမှာဖြစ်တယ်ဆိုတော့အားနည်းတဲ့အချိန်မှာဆရာအနေနဲ့ဖះနဲ့မေတ္တာဖွဲ့ခြင်းဘယ်လိုလုပ်တယ်လဲပြီးတော့မှကျွန်တော်တို့ဒီအားကြီးတဲ့အချိန်ပေါ့လေကျွန်တော်ဝိညာဉ်ပိုင်းဆိုင်ရာမှာခွန်အားရတဲ့အချိန်ရှိတယ်ဆိုတော့အဲ့ဒီအရာနှစ်ခုမှာလေဆရာ balance life ကိုဘယ်လို balance လုပ်တယ်လဲဆိုတဲ့အရာလေအဲ့ဒါနည်းနည်း sharing လုပ်ပေးပါဦးအဲ့တော့ကျွန်တော်တို့ဒီအမှုတော်ထဲမှာတွာလာတဲ့ခါမှာဝိညာဉ်ရာအားကြီးတဲ့ချိန်ရှိတယ်အားနည်းတဲ့ချိန်ရှိတယ်အဲ့တော့အားကြီးတဲ့ချိန်ကတော့ဒါသူပြောစရာမလိုဘူးเนาะရာဒါပေမဲ့အားနည်းတဲ့ချိန်ဆိုလို့ရှိရင်တော်တော်လေးကို lonely ဆန်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီမှာကလူမျိုးပေါင်းစုံနေတယ်နောက်ကိုအမိမြေနဲ့လည်းဝေးတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အနေနဲ့တခြားလူမျိုးတွေနဲ့ထိတွေ့တဲ့အခါမှာလည်းတလောက်ကြီးဘယ်လိုပြောမလဲတသားတည်းမဖြစ်ဘူးဟုတ်ဥမာတခြား Indian Filipino เนาะ European သူတို့လည်းသူတို့လူမျိုးနဲ့သူတို့ဟိုစားစုဖွဲ့ပြီးတော့ဝတ်ပြုတာလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ participation ကျွန်တော်လုပ်ဖို့တယ်ပေါ့နော်လုပ်တဲ့အခါမှာမဖြစ်ဘူးဆိုတဲ့အခါမှာဒီသူတို့နဲ့ communication နည်းတယ်ကိုလူမျိုးကြောင့်လည်းလူဦးရေနည်းတာပေါ့နော်လူဦးရေနည်းတဲ့အခါမှာဒီခါကျရင်ရန်အားရော့တာပေါ့နော်အားတဲ့အခါမှာဖျားထဲမှာပဲနော်to get the presence of God ပေါ့နော်ဖျားထဲမှာပဲအချိန်ယူရတယ်အစာရှောင်ဆူတောင်းခြင်းအပြင်ဝိညာဉ်တော်ရဲ့အထူးသဖြင့်ဝိညာဉ်တော်ရဲ့ခွန်အားပြည့်ပြီးခြင်းအရန်လိုအပ်တယ်ဒီမှာကအမှုတော်ဆောင်လဲရွေကြီးမှာများမရှိဘူးဟုတ်နော်ဒီကျွန်တော်ကြည့်ပါတယ်ဒီရွေကြီးမှာ2ယောက်3ယောက်ပဲရှိတာပေါ့နော်ဟုတ်ကဲ့3ယောက်4ယောက်ပေါ့နော်အများဆုံးကျွန်တော်ဒီအဘူဒါဘီဒီမြို့မှာဆိုလို့ရှိရင် state မှာဆိုလို့ရှိရင်တော့full time ဆိုလို့ကျွန်တော်တရားဝယ်ရှိတာပေါ့နော်ဟုတ်ကဲ့စစရခါကျတကယ်ဖျားမှလွဲ၍တော့တကယ်ကိုအားကိုးစရာမရှိဘူးတကယ်လက်တွေ့ဖို့ပေါ့နော်တခါတလေတခြား state မှာရှိတဲ့မူလဆောင်တခါလေးတွဲဖက်ပြီးတော့စကားပြောတဲ့ချိန်လေးတယောက်နဲ့တယောက်ခွန်အားဖြစ်ရတာမျိုးတော့ရှိတာပေါ့နော်ဒါပေမဲ့ကလည်းသွားဖို့ဆိုတာလည်းအချိန်ပေးရတယ်ဖိုးခါပေးရတဲ့အခါမှာတကယ်ကိုဖျားတပါးတယ်ပဲပေါ့နော်ဟုတ်ကဲ့အင်တာနက်တွေအားဖြင့်တော့တစ်ကမ္ဘာလုံးဆက်သွယ်လို့ရပြီမဲ့ဒါအင်တာနက်ကနဲ့မီဒီယာပဲဒါပေမဲ့ presently ကိုမြေပြင်မှာတွေ့နေတဲ့အခက်အခဲတွေအားနည်းခြင်းတွေတကယ်ဖျားမှမကူညီဘူးဆိုရင်တော့ရက်တီလို့မလွယ်ဘူးဆိုတာကိုတွေ့ရတယ်နော်အဲ့လိုဒါကြောင့်မလို့တကယ်အားကြီးတဲ့အချိန်မှာတော့ easy ပေါ့နော်ဒါဆိုတော့ပြောစရာမလိုနော်အားငယ်တဲ့အချိန်မှာတော့တကယ်ဖျားရဲ့မျက်မှောက်တော်တဲ့ကိုတိုးဝင်အောင်မှလွယ်လို့တခြားရွေးချယ်စရာလုံးဝမရှိဘူးဆိုတော့ဟုတ်ကဲ့ပါဆိုတော့ဆရာအနေနဲ့ဒီကျွန်တော်လည်းရှိတယ်အမှုတော်ဆောင်ချင်းဆိုတော့ကျွန်တော်တယောက်နဲ့တယောက်ခွန်အားပေးတာတို့ပါတော့ဆိုတော့အရင်ကောင်းတယ်ဆိုတော့ဆရာရဲ့ personal lifestyle မှာဒီဖះကိုမေတ္တာဖွဲ့တဲ့အရာပေါ့လေဖះနဲ့မေတ္တာဖွဲ့တဲ့အရာကိုဘယ်လိုမျိုးအသုံးပြုတယ်လဲပေါ့ဟိုမှာတရက်အသက်တာတစ်ပတ်အသက်တာတစ်လအသက်တာတစ်နှစ်အသက်တာအဲ့လိုမျိုးdaily worship ပေါ့နော်ဒါတော့မရှိမဖြစ်ပေါ့နော်ဒီမာရီယာအချိန်တွေကလည်းကျွန်တော်တို့က night တိုင်းနေများတယ် night တိုင်းမှာလှုပ်ရှားကြပြီးတော့ day တိုင်းမှာအိတ်ကြတာများတယ်နိအဲ့တော့ကိုကဒါနဲ့ alignment ညီတဲ့အချိန်ကိုလုပ်ပြီးတော့မှကျန်းစာဖတ်ခြင်းဆူတောင်းခြင်းပေါ့နော် presently ဒါပုံမှန် basis ပေါ့နော်အဲ့ဒီအပြင်ကျွန်တော်အနေနဲ့လိုအပ်ရင်လိုအပ်တယ်လို့တစ်ပတ်မှာအနည်းဆုံးအစာရှာဆူတောင်းတစ်ရက်ပေါ့နော်ဒါကျွန်တော်ထည့်ထားတယ်ဒါကြောင့်ကျွန်တော် personal ပေါ့နော်ဟုတ်ကဲ့နောက်ပြီးတော့တစ်နှစ်မှာ2ကြိမ်ပေါ့နော်ဟုတ်ကဲ့2ကြိမ် January မှာ1ကြိမ် July မှာ1ကြိမ်ပေါ့နော်တကယ်အစာရှောင်ဆူတောင်းခြင်းကိုပြင်းပြင်းထန်ထန်ပေါ့နော်21ရက်တော့လောက်ရက်40တော့လောက်လုပ်ရတယ်
ဟုတ် အဲ့ဒီအားဖြင့်ကျွန်တော်ရဲ့ဝိညာဉ်ရကိုဖြည့်ထားတာ ဟုတ်ကဲ့ဟုတ်ကဲ့ ဝိညာဉ်တော်ဘယ်လိုပြောဘုရားနဲ့အချိန်ကြီးအားဖြင့်ဝိညာဉ်ရဖြည့်တာပေါ့နော်ဒါတော့ကျွန်တော်ရဲ့ဒါအခြေခံပေါ့နော်ဒါပေမဲ့လိုအပ်ချက်နဲ့အညီနောက်ထပ်ပေါ့နော်ဘုရားနဲ့အချိန်ယူရတဲ့အရာတွေကလည်းအများကြီးပဲရှိတာပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးလို့ရှိရဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးများတင်တယ်ခုနဆရာပြောသွားတာလည်းအင်မတန်ရေးကြီးအစာရှောင်ခြင်းဆုတောင်းခြင်းเนาะဒီခင်ယေရှုခရစ်ကလည်းတပည့်တော်တွေကိုသူကဆေလွတ်တယ်ဆေလွတ်တဲ့အခါမှာတပည့်တော်လည်းနတ်ဆိုးတွေနေထုတ်တယ်မနေထုတ်နိုင်တဲ့အခါမှာယေရှုစီလာတယ်ယေရှုကပါပြန်ပြောလဲဆိုတော့အစာရှောင်ဆုတောင်းခြင်းမှာတပါဒီနတ်ဆိုးတွေကိုမနိုင်ဘူးလို့ဆိုတော့လက်တွေ့မှာကျွန်တော်ဘာလို့ဆိုတော့ဒီ UAE ဆိုတာကကျွန်တော်ယုံကြည်သူနိုင်ငံမဟုတ်ဘူးကျွန်တော်အများသိတာကမွတ်စလင်နိုင်ငံဖြစ်တယ်เนาะဆိုတကယ်ကိုအမှောင်ဒီ spiritual realm မှာကတကယ်ကိုအမှောင်ကြားတဲ့နေရာဖြစ်တယ်ဒီနေရာမှာကျွန်တော်အမှုတော်ဆောင်နေတဲ့ဆရာတွေဆရာမတွေကတကယ်ကိုဒီလိုမျိုးနဲ့ရှောက်လန်းတယ်ဆိုတော့ယေရှုကministry မစခင်မှာရက်40ရှောင်ပြီးတော့မှ preparation လုပ်တယ်လို့ပဲဆရာအသက်တာမှာကြည်ချမ်းပြီးကျွန်တော်ခွန်အားယူရမယ့်အရာက January လเนาะနှစ်ရက်ပထမဆုံးလမှာကျွန်တော်အစာရှောင်ဆုတောင်းတယ်ပြီးတော့မှနှစ်လယ်မှာJune July လောက်မှာပေါ့နော်ပြန်ပြီးတော့မှသူတို့ဒီအရာကိုပြန်လုပ်တယ်ဆိုတဲ့အရာဆိုတော့နှစ်ဆန်းနဲ့ဒီနှစ်လယ်လောက်မှာဘာကြောင့်ဆရာကအစာရှောင်ဆုတောင်းခြင်းလုပ်တယ်လဲဆိုတဲ့အရာလေးနည်းနည်းပြောပြပေးပါဦးဒါတော့ကျွန်တော်ရဲ့ personal ပဲဖြစ်မှာပေါ့နော်တကယ်ဒီနှစ်တစ်နှစ်ကိုဖြတ်တန်းဖို့ဝိညာဉ်ရဲ့ life ကိုတကယ် struggle လုပ်ဖို့ဆိုတာကျွန်တော်လည်းအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဖခင်ရဲ့မှုတော်ဆိုတာကျွန်တော်တို့ရဲ့တော်ချင်းတက်ချင်းအစွမ်းအစတွေနဲ့မရဘူးဟုတ်ကဲ့နော်ဖခင်အင်အားမပါဘဲနဲ့လုံးဝချိန်ကာလကြီးဖြတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးเนาะဒီနိုင်ငံမျိုးတွေရုပ်ဝတ္ထုပိုင်းဆိုင်ရာရန်တူတဲ့နိုင်ငံတွေကပိုဆိုးတယ်attacking လည်းများတယ် temperature တွေလည်းများတယ်ဒါတွေကို resist လုပ်နိုင်ဖို့ဆိုတာကဖခင်ရဲ့ဝိညာဉ်တော်ဖခင်မျက်မှောက်တော်ထဲမှာဖြည့်တင်းခိုးလုံထားမှာပဲကျွန်တော်ဒါတွေကိုလုံးဝကြော်လွှားနိုင်မှာဟုတ်ကဲ့ကျွန်တော်တို့ဝိညာဉ်ရအတိုက်ခိုက်ဆိုတာလဲအစင်မပြေမှုတွေတခုတည်းနဲ့လာတာမဟုတ်အစင်ပြေမှုကလည်းလာတယ်အစင်ပြေမှုထဲမှာလည်းပါလာတယ်အဲကြောင့်အစင်ပြေပြီဆိုပြီးတော့အဲ့ဒါအားလုံးဒါဖျားကျေးဇူးတော်ပဲဟိုအဲ့နောက်ကမှ hiding လာတာပေါ့နော်ဟုတ်ကဲ့အဲ့အစင်ပြေမှုတွေကနေ temperature တွေကအများကြီးဆင်းသွားနိုင်တယ်ဒါတွေကို protecting လုပ်တာပေါ့နော်တကယ်ဖျားရဲ့တမန်တရားတွေမှာရှောက်လန်းပြီးတော့ဖျားမကြိုက်မနစ်တက်တဲ့အသက်တာအပြောဆိုပြုတ်မှုအနေထိုင်နေမဖြစ်ဖို့ဆိုတာဝိညာဉ်တော်ရဲ့တကူအရန်လိုအပ်တယ်ခွန်အားလိုအပ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီပေါ့နော်ဒီ6လတစ်ချိန်ပေါ့နော်ဖျားရဲ့ presence တော်မှာကြိုင်တဲ့ daily လည်းသွားနေတာပါဟုတ်ကဲ့ဒါပေမဲ့ပြင်းပြင်းထန်ထန်လုံးဝစိတ်နေဖို့လိုတယ်ဖြစ်တင်းဖို့လိုတယ်မလုပ်ဖြစ်တဲ့အခါတွေရှိတဲ့အခါမှာအရင်သိတာဟုတ်တယ်ဘုရားခင်ကကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကိုခွင့်လွှတ်ထားတယ်ပြည့်မယူပါဘူးကျွန်တော်တို့ကတင်ခြင်းပဲတော့မှလည်းမဆုံးရှုံးဘူးဒါပေမဲ့ဝိညာဉ်ကြီးက area เนาะတဲ့ special kingdom တခုနေတခုအခြေအနေတခုကိုထိုးဖောက်ဖို့ဆိုရင်တော့ဘုရားရဲ့တကူဘုရားရဲ့ပေးခြင်းအရန်လိုအပ်တယ်နော်စီမဖြစ်ပဲကောင်းမောင်းလို့မရတယ်လို့ဟုတ်ကဲ့နော်ဘုရားရဲ့တကူမပါဘဲနဲ့လည်းကျွန်တော်တို့ရဲ့ ministry ကပေါ်လာဖို့ဘုရားအလိုတော်ရှိတယ်အကြံစီတော်ရှိတယ်ပြင်ဆင်ထားတယ်ဒါပေမဲ့လက်တွေ့ကျွန်တော် run power ဟုတ်ကဲ့ဘုရားခင်စီကတကူလိုအပ်တယ်ဒါကြောင့်မလို့ဒီအစာရှောင်ခြင်းဆွတောင်းခြင်းဆိုတာမဖြစ်မနေနော်ကယ်တင်ခြင်းတော့မဟုတ်ပေမဲ့အမှုတော်ဆောင်ခြင်းမှာတော့ must be ပဲဖြစ်တယ်ကျေးဇူးတင်တယ်ဆိုတော့အစာရှောင်ဆွတောင်းခြင်းရှိမှသာလင်ကျွန်တော်တို့ဒီအမောင်နယ်ထုကိုလေဒီစာတမဏရဲ့အုပ်ဆိုးနေတဲ့စာတမဏလက်ထဲမှာရှိရလို့ကျွန်တော်ဆွဲထုတ်နိုင်မယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဆရာအဖြစ်သိရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ဆိုတော့ဒီဆရာရဲ့ live motto ပေါ့လေဥပမာအသင်းတော်ဆိုရင်ဒီနှစ်အတွက်ကျွန်တော်ရှောက်လန်းရမယ်အရာပေါ့ကျွန်တော်တို့US မှာရှိကျွန်တော်အသင်းတော်ဆိုရင်ကျွန်တော်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုမြင်တွေ့ရတော့နှစ်အဲ့လိုမျိုးရှိသလိုပဲဆရာရဲ့အသက်တာထဲမှာဟိုကျမ်းချက်ပေါ့လေဒီကျမ်းချက်အပြင်အမြဲတမ်းဖတ်ရတဲ့အရာ life motto ပြီးလို့ရှိရင် vision နဲ့ mission ပေါ့လေအသင်းတော်ရဲ့ mission vision အဲ့ဒါတစ်ချက်တော့ကျွန်တော်ပြောပြပေးပါအောင်ဆရာအဲ့တော့ဒီ original ပေါ့နော် origin ဆိုတာ basically ပေါ့နော်အသင်းတော်တစ်ခုလုံးရဲ့ overall သွားနေရတော့เนาะဒီကျွန်တော်တို့ဒီထဲမှာတစ်ခုရှိတယ် desert ပေါ့နော်ဒါကန်နာယနိုင်ငံဖြစ်တဲ့အရန်ပူပြင်းတယ်เนาะအပင်နေဆိုရင်ရှင်သန်ဖို့ခက်ခဲတယ်ဒါပေမဲ့ဘုရားခင်ကျွန်တော်ဗာပြလဲဆိုတော့အဲ့ဒီရှင်သန်ဖို့အပင်တပင်ရှင်သန်ဖို့ခက်ခဲတဲ့နေရာမှာပဲအရန်ကိုလှပနူးညံ့တဲ့ပန်းလေးပန်းတွေပွင့်လာတယ်လို့เนาะဒီဝိညာဉ်ရေးအမောင် area မှာရှိတဲ့ area မှာပဲတကယ်ဖရားရဲ့ဘုံပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့အဖြစ်ထင်ရှားစေမယ်ဆိုတဲ့ vision ကိုပြတာเนาะကန္နာယမှာပွင့်တဲ့ပန်းလေးလို့ကန္နာယဆိုပူပင်း6တူပဲအလွန်နူးညံ့တဲ့เนาะပြော့နူးညံ့တဲ့เนาะထိချလာညှိုးနွမ်းလေတဲ့ပန်းတော့မှပွင့်နိုင်တယ်ဘာအဖြစ်လဲဖရားရဲ့တကူအဖြစ်ဆိုတာဒါဒီနေ့ချိန်ဒီဒါ overall ပေါ့နော်ဟုတ်ကဲ့ဒါမဲ့ဒီ2025ခုနှစ်အတွက်ဆိုရင်တော့ဘုရားသခင်ကเนาะတကယ်ကိုဝိညာဉ်ရ
နော် level upgrade ပေါ့နော် ဟုတ်ကဲ့ အတစ်တော့သိမ့်ပိုက်ခြင်းတွေအထူးသဖြင့်အသင်းတော်တွင်းတွေပေါ့နော်အသင်းတော်တွေကbasic frame တွေတော့ချထားခဲ့ပြီးပေမဲ့ grow up မဖြစ်သေးခဲ့ဘူးနော်ဒါပေမဲ့ဒီ2025ခုနှစ်ကတော့ဒီ foundation တွေပေါ်မှာ grow up ဖြစ်တဲ့နှစ်ပေါ့နော် Amen church grow up ပေါ့နော်ဖက်ဖက်ကကဏ္ဍအသီးသီးဝိညာဉ်ရေးရုပ်ပိုင်းဆိုင်ရာ unity ပိုင်းဆိုင်ရာပေါ့နော်ကြီးထွားမဲ့နှစ်ဖြစ်တယ်ဆိုတာကိုကျွန်တော်လည်းပြောချင်တာပေါ့ဟုတ်ကဲ့ဟုတ်ပြီဒါကအသင်းတော်အတွက်ပေါ့နော်ဆိုတော့ဒီဆရာရဲ့ personal အတွက်ကရောအဲ့လိုမျိုးတက်တက်တည်တံ့ရှိသေးလားအတူတူပဲလားဆရာကျွန်တော်ရဲ့ personal အတွက်လည်းဒီတိုင်းပဲဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော် personal ပေါ့နော်အမှုတော်ပဲတက် full time minister ပဲတက်73နှစ်ကျော်14နှစ်တည်းဝင်လာတယ်ဟုတ်ကဲ့အဲ့အချိန်မှာကျွန်တော်ထောက်လျှောက်ပေါ့နော်ဒီနှစ်ကာလအတွင်းတွေမှာမိသားစုနဲ့ဝေးနေတယ်နောက်မိသားစုနဲ့ပတ်သက်လို့ကြီးကြီးမားမားဘာမှနော်မလုပ်ပေးနိုင်ဘူးเนาะအဲ့ဒါတွေရှိခဲ့တယ်ဒါပေမဲ့ဒီ2025ခုနှစ် onward ပေါ့เนาะရှေ့မှာကျွန်တော်တို့မိသားစုလိုက်နော်အရင်တော့ကျွန်တော်တယောက်တည်းပဲဖြစ်ခဲ့ပါလာမယ့်2025ခုနှစ်ကနေ onward မှာကျွန်တော်တို့မိသားစုလိုက်ကျွန်တော်သားရဲ့သမီးတွေကျွန်တော်အမျိုးသမီးရစအတူတကွ ministry ထဲမှာအင်တိုင်းအားတိုင်းပို့ပါဝင်ပြီးတော့เนาะအရှိန်ဟုန်နဲ့ပို့ပြီးတော့ပုံသက်တည်ကောင်းတဲ့เนาะပို့ပြီးတော့အင်အားကြီးတဲ့အခြေအနေတစ်ခုနဲ့ဆက်ပြီးတော့သွားဖို့ဆိုတော့ဘုရားသခင်ကျွန်တော်ပြောထားတယ်ပေါ့အာမင်အာမင်ဟုတ်ကဲ့ပါဆိုတော့ဆရာခုနပြောသွားတဲ့အခါမှာဒီတယောက်တည်းပေါ့လေဒီ UAE အဘူဒါဘီမှာတယောက်တည်းများသောအားဖြင့်အမှုတော်ဆောင်တယ်မိသားစုလည်းရှိတယ်ဆိုတော့ဒီ onward ပေါ့လေလာမယ့်အသက်တာထဲမှာဒီကျွန်တော်တို့မိသားစုလိုက်စုံပြီးတော့မှဘုရားမှုတော်ဆောင်ဖွင့်ရန်အတွက်တနည်းအားဖြင့်ပေါ့လေဆူတောင်းချင်းအဖြစ်ပါဝင်ခြင်းတဲ့လူတွေဒါအဲ့လိုမျိုးရှိတယ်ဆိုရင်ဆရာအနေနဲ့ကျွန်တော်ဒီ information ပေါ့လေနည်းနည်းတော့ပြောပြပေးပါလားဟုတ်အဲ့တော့ဒီမှာကျွန်တော်အနေနဲ့ကဒီလွန်ခဲ့တဲ့73နှစ်တာကာလမှာဒီ ministry အသီးသီးမှာလုပ်တဲ့ခါမှာပေါ့နော်ဟုတ်ကဲ့တကယ်တမ်းပြောရရင်တော့ပေါ့နော်ကျွန်တော်တယောက်တည်းလို့ပဲဖြစ်တာပေါ့နော်ကျန်တဲ့အသင်းသူအသင်းသားတွေကတော့သူတို့နိုင်တဲ့ခန္ဓာအလျောက်ရောချိန်ဆွမ်းပန်းတာတွေပါဝင်ကြပါတယ်ဒါပေမဲ့နောက်ဆုံး decision နဲ့ခေါင်းခံမှုကတော့တယောက်တည်းပဲဖြစ်တဲ့ခါကျတော့ဒီတယောက်တည်းပဲပေါ့နော်73နှစ်ကာလမှာကျွန်တော်မိသားစုနဲ့အတူနေပြီးတော့လုပ်ခဲ့တာမရှိဘူးဟုတ်ကဲ့เนาะကျွန်တော်မိသားစုကိုလည်းခေါ်လဲတာမျိုးတွေပါလုံးဝမရှိဘူးเนาะဒီမြန်မာနိုင်ငံကြီးကာလတစ်ခုကြောင့်လားကျွန်တော်ကလေးကိုမဖြစ်မနေဟုတ်ကဲ့ခေါ်ထားတာဖြစ်တယ်လာငါဒီမှာရှိတယ်ငါတို့မိသားစုအတူတူနေရအောင်ဆိုတာတစ်ခါမှမရှိခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာဒီအသင်းတော်တွေ run တဲ့ခါမှာကုန်ကျစရိတ်တွေအရင်ကြီးတယ်ကျွန်တော်စားဝတ်နေတွေเนาะကျွန်တော်တို့အသင်းတော်ကလူကြီးနေတဲ့ခါမှာအရင်တော့ပေါ့နော်လူကြီးနေတဲ့ဝင်ငွေနေတဲ့ခါမှာဒီအသင်းတော်ကကျွန်တော်ရဲ့စားဝတ်နေရက်ဒီကိုပြောနေဒီအသင်းတော်ရဲ့ operation ပုံမှန် level ဖို့တောင်မှလုံလောက်တဲ့ finance မရှိဘူးအဲ့ခါမှာကျွန်တော်မိသားစုလိုက်တခါတည်းဒီမှာလာနေလိုက်လို့ရှိရင်ဒီ cost တွေကဘယ်လိုမှ handle မလုပ်နိုင်ဘူးဒါကြောင့်မလို့ဒီ73နှစ်ကျော်ကာလအတွင်းမှာကျွန်တော်အနေနဲ့ကျွန်တော်ရဲ့စားဝတ်နေရက်တီမှုအတွက်အသင်းတော်ကိုဝင်မပြီးစေချင်အောင်ဒါကြောင့်ကျွန်တော်တယောက်တည်းเนาะအပေါ့ဘာဆုံးနဲ့ကျွန်တော် run ခဲ့တာဖြစ်တယ်ခရီးနှင်ခဲ့တာဖြစ်တယ်เนาะဒါပေမဲ့အခုလိုနှစ်ကာလကြာလာအချိန်တစ်ခုရောက်လာတဲ့ခါမှာဖခင်ရဲ့ကူညီမှုတွေထောက်ပံ့မှုတွေမဆားမှုတွေသူကလည်းသူအချိန်ပြောင်းလဲတွေဖြစ်လာတဲ့ခါမှာတော့ဒါနောက်ထပ်တစ်ဆင့်ခုတယောက်ထဲကနေတော့မိသားစုလိုက်အင်းနဲ့အားလည်းလုပ်ဖို့ဟုတ်ကဲ့ဘုရားသခင်ဖြစ်စေခြင်းလဲဆိုတော့ကျွန်တော်တွေ့နေရတယ်တိလဲတိနေရနားလဲနားလဲနေရတယ်ဆိုတော့ခါကျတော့ဘုရားသခင်လည်းပြင်ဆင်ပေးတာလည်းအများကြီးရှိတဲ့ခါကျတော့နော်အထူးသဖြင့်တော့ဆွတောင်းခြင်းပေါ့နော်ဆွတောင်းခြင်းအပြင်ပါဝင်ကြပါမိမိကိုဘုရားသခင်ဖော်ပြရဲဆိုလို့ရှိရင်ကြိုက်တဲ့နေရာဖြစ်ပါလို့ရတယ်အားလုံးကတော့open လုပ်ထားတယ်ပေါ့နော်အဲ့လိုပြောချင်တယ်ဟုတ်ပြီကျေးဇူးအများကြီးတင်တယ်ဟုတ်တယ်ဆရာကအခုစဉ်73နှစ်လုံးမြန်မာပြည်ကို9နှစ်တစ်ခါ2နှစ်တစ်ကြိမ်เนาะအဲ့လောက်ပဲပြန်တယ်မိသားစုမရှိဘူးမဟုတ်ကလေးကျွန်တော်တည်သလောက်ဆိုရင်တာကြီးကဘင်ဂျမင်တစ်နှစ်တစ်ကြိမ်တော့ပြန်တယ်ကျွန်တော်ဟုတ်ကဲ့တစ်နှစ်တစ်ကြိမ်လောက်သူပြန်တယ်မိသားစုကိုခွဲရတယ်เนาะဆိုတော့ဒါခွဲရခြင်းအကြောင်းရင်းကခွဲခြင်းလို့မဟုတ်ဘူးเนาะဆိုတော့ဒီ ministry ရဲ့ဒီအခြေအနေအကြောင်းမလို့ခုနကျွန်တော်ပြောခဲ့သလိုပဲဒီဘက်အသင်းတော်တွေကကျွန်တော်တို့အသင်းတော်ခုနဆရာလည်းပြောသွားခဲ့တယ်အသင်းတော်ကိုယ်တိုင်ရက်တည်ဖို့ကလည်းအင်မတန်မှခက်ခဲတဲ့အခြေအနေယုံကြည်သူတွေစီကနေပြီးတော့မှဆရာတွေတွေ့ဆိုပြီးတော့မှဒီလိုမျိုးကူညီနိုင်တာထပ်ဆာလို့ရှိရင်ဆရာတွေအဖြစ်တစ်ဆင့်ယုံကြည်သူတွေပေါ်မှာပြန်လဲပြီးတော့မှကူညီနေရတဲ့အခြေအနေမျိုးမှာရှိတဲ့အတွက်ကြောင့်မလို့ဒီဟာမျိုးဆိုတော့တကယ်လို့မိတ်ဆွေအနေနဲ့ဒီဗီဒီယိုကြည့်ခြင်းအဖြစ်ဖျားရဲ့တိုးထီခြင်းเนาะစကားပြောခြင်းပြီးတော့မှဒီ UAE တို့လိုနိုင်ငံမျိုးမှာမှုတော်ဆောင်နေတဲ့လူတွေနဲ့ချိတ်ဆက်ခြင်းနေဆိုရင်ဒီမှာကျွန်တော် support ထွန်းရှိတယ်ဒါဆရာရဲ့ Facebook
နာမည်ကတော့ sports အပေါ်ထုံဦးเนาะပေါ်ထုံဦးဆရာကအင်မတန်နှိမ့်ချတော်သူဖြစ်တယ်တချို့ကျွန်တော်ဒီFacebook တွေမှာကြည့်လို့ရှိရင်အမျိုးမျိုးလေးနာမည်တွေကျွန်တော်တက်တာရှိတယ်ဒါပေမဲ့ဆရာကတော့သူ့ရဲ့နာမည်အရင်းကိုပဲတက်ထားတယ်ပေါ်ထုံဦးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆရာကို contact လုပ်ရတယ်ပြီးတော့မှ UAE အတွက်ဒီမွတ်စလင်လူမျိုးတွေเนาะဟိုဘာသာဝင်တွေအတွက်ခေါ်ချင်းခံရတယ်ဆိုရင်လည်းတကယ်လို့မိတ်ဆွေနေနဲ့ဒီနေရာမှာပါဝင်ခြင်းနေဆိုရင်လည်းဆရာတို့နဲ့ contact လုပ်လို့ရတယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေရာမှာကျွန်တော်အနေငယ်ဝင်ငှခြင်းတယ်ဆိုတော့ဆရာကိုအခုအသိတော်ကျေးဇူးတော်အကြောင်းမလို့ပေါ့လေဒါကတော့ဆရာဖြေဖို့ရန်အတွက်ခက်ခဲမယ်ဆိုတော့ကျွန်တော်အသိတော်ကတော့ကျေးဇူးတော်အကြောင်းမလို့ဒီ73နှစ်ပြည့်ခဲ့ပြီးခဲ့တဲ့ဒီနှစ်မှာပဲကျွန်တော်ဒီဆက်မုံတောင်เนาะဆက်ကြီးမုံတောင်နဲ့ဆက်ရှင်ပြီးတော့ကျွန်တော်ဒီကိုလာတယ်ကျေးဇူးချီးမွမ်းခြင်းပြုလုပ်တယ်ဆိုတော့ဒီ beyond 13 year ပေါ့လေလာမဲ့အသက်တာထဲမှာလဲကျွန်တော်တို့မြောက်များစွာဖျားဖွင့်ပြတာလေအများကြီးရှိပြီးဖြစ်တယ်ဆရာအပေါ်မှာဒီဟာကိုကျွန်တော်အားလုံးလက်တွဲပြီးတော့မှပါဝင်လှုပ်ဆောင်ကြဖွင့်ရအတွက်လဲကျွန်တော်ဒီကနေပြီးတော့မှno ဆော့ပြီးတော့မှတိုက်တွန်းခွန်အားပေးခြင်းနဲ့ဆိုတော့ကျေးဇူးအများကြီးတင်တယ်ဆရာအနေနဲ့ဖြည့်ဆို့ပြီးတော့မှယုံကြည်သူတွေကဘာရဲရဲမှာရှိတဲ့ယုံကြည်သူတွေမြန်မာပြည်မှာတော့လည်းကောင်း US မှာတော့လည်းကောင်းဒီခွန်အားပေးတိုက်တွန်းခြင်းတဲ့အရာဒါမှမဟုတ်ပြောခြင်းတဲ့အရာတွေရှိလို့ရှိရင်ဆရာနည်းနည်း sharing လုပ်ပေးပါနော်ဟုတ်ကဲ့အဲ့တော့ဘုရားသခင်ကတော့သူ့နိုင်ငံတော်ကတော့เนาะ all over the world ပဲလေနေရာနိုင်ငံတည်တည်မှာသူရဲ့အမှုတော်အတည်တည်နဲ့ယုံကြည်သူတည်တည်ကိုခံထားတယ်အဲ့ထဲမှာလည်းကျွန်တော်ကတော့ဒီ UAE နိုင်ငံမှာဘုရားသခင်ကတာဝန်ချထားတယ်လို့ခံစားရတယ်အဲကြောင့်ကျွန်တော်လည်းဒီနေ့အဘူဒါဘီမှာပေါ့နော်ဒီက main ဘူဒါဘီမှာချစ်ချတယ်ကျန်တဲ့ Emirates မှာလည်းအကုန်ရှိတယ်เนาะဟိုတော့ဆောင်နေရတာဖြစ်တယ်အဲ့တော့ဘုရားသခင်နိုင်ငံတော်ကိုเนาะလူတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံခဲ့သူမြေကြီးပေါ်မှာပြည့်စုံဖို့ကဘုရားသခင်ကကျွန်တော်တို့အားဖြင့်ခံထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မိမိတို့ရှိတဲ့နေရာဒေသအသီးသီးမှာဘုရားသခင်နိုင်ငံတော်တနိုင်ငံတော်တွေအတွက်အမှုတော်ဆောင်နေကြတဲ့အစိတ်ခံနေကြတဲ့သူတွေဖြစ်တယ်အဲကြောင့်မိမိရောက်သွားတဲ့နေရာဒေသမှာเนาะဘုရားနိုင်ငံတော်မောင်မိုက်နိုင်ငံကိုထိုးဖောက်ဘုရားနိုင်ငံကိုလှုပ်တဲ့အခါမှာ different difficulty တွေပေါ့နော်မိမိတို့အသီးသီးအခက်အခဲတွေရှိကြတာပဲเนาะဒါလူတိုင်းရှိတယ်နေရာတိုင်းမှာရှိတယ်ဘယ်လိုနေရာတော့ပဲဖြစ်ဖြစ်မြို့ပဲဖြစ်ဖြစ်အဲကြောင့်မလို့အဲ့ဒီအတွက်ကြောင့်အဲ့ဒါတွေကတကယ်တော့ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေပဲဖြစ်တယ်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဖခင်ကခွဲခန့်ခြင်းခိုင်းခံရတာဖြစ်တယ်ဟာလေလုယာအဲကြောင့်တကယ်တော့ဒီအခက်အခဲတွေကကျွန်တော်တို့အတွက်တစ်ချိန်ဝမ်းမြောက်စရာပဲပြန်ဖြစ်လာတာဖြစ်တယ်နော်တစ်ချိန်မှာပြန်ပြောပြီးတော့အဲ့လိုခက်ခဲခဲ့တယ်ဒါပေမဲ့ဖခင်ရဲ့မဆာခြင်းလက်တော်ကိုပြန်တွေ့ရတာပဲများတယ်နော်အဆုံးသတ်မှာကျွန်တော်တို့အရှုံးသွားတယ်ဆိုတော့မရှိပါဘူးယေရှုကိုယ်တိုင်တော့တိတ်မလို့လို့နဲ့ပြန်ရှင်သွားပြီးတလောကလုံးနိုင်ခဲ့တာနော်ယေရှုရဲ့ယုံကြည်သူဖခင်သားသမီးတွေပထမပိုင်းတော့အခက်ခဲပေါ့နောက်ပိုင်းတော့တကက်အောင်မြင်ခြင်းတွေနဲ့သိမ့်ပတ်ရတယ်ဒါကြောင့်မလို့ခက်ခဲတယ်ဆိုရင်လည်းခဏပါလို့เนาะအချိန်တိုင်းပျော်ရွှင်ဝမ်းမြောက်စွာနဲ့အောင်မြင်ခြင်းကိုသိမ့်ပတ်ရမှာပဲဖြစ်တယ်ဒါလေးကိုပြောချင်တယ်နောက်တစ်ခုကတော့တကယ်လို့ပေါ့เนาะဒီ UAE ကိုရောက်ခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်လည်းဆက်သွယ်ခြင်းတယ်ဆိုလို့ရှိရင်လည်းဆက်သွယ်လို့ရတယ်เนาะအားလုံးကျွန်တော်အကောင့်တွေလည်းရှိတယ်ဒီအဘူဒါဘီမှာဆိုရင်မြန်မာအသင်းတော်ဒီတစ်ခုပဲရှိပါတယ်เนาะဆက်သွယ်လို့ရပါတယ်တခြား Emirates ဒီမှာတွက်ဆိုရင်လည်းဆက်သွယ်ခြင်းတယ်ဆိုရင်လည်းတခြား Emirates မှာလည်းဖျားရှိခိုးတဲ့အစီအစဉ်တွေရှိတယ်ဆက်သွယ်လို့ရတယ်လို့ပြောချင်တယ်เนาะကျေးဇူးတင်ပါတယ်ဖျားရှိခိုးလို့ပါကျေးဇူးအများကြီးတင်တယ်ကျွန်တော်လည်းဒီဆရာနဲ့စကားပြောရင်းနဲ့ခွန်အားတွေရတယ်ဝင်းနေတော်ရဲ့တိုးထီမှုတွေရတယ်ဆိုတော့ကျွန်တော်ဒီ interview မစခင်မှာနည်းနည်းလေးလန့်တယ်အခုဆိုရင်ရမ်းပေါ့ပါလာတယ်เนาะဆိုတော့ဒီလိုမျိုးကျွန်တော်အချိန်ယူပြီးတော့မှနားထောင်ပေးပါနားထောင်ပေးတဲ့လူတွေအတွက်လည်းကျေးဇူးအများကြီးတင်တယ်ဒါလည်းကျွန်တော်တို့လှုပ်ချင်လို့မဟုတ်ဘူးကြွားဝချင်းနဲ့လှုပ်ဆောင်တဲ့အရာတွေကိုထုတ်ပြဖို့ရန်အတွက်ကျွန်တော်လှုပ်ဆောင်ခြင်းမဟုတ်ဘဲနဲ့ကျွန်တော် US ကနေဒီလာဖို့ရန်အတွက်မျိုးမျိုးသောအသားစီးတွေရှိတယ်ဒါပေမဲ့ဒီလာဖို့ရန်အတွက်ဖះကအခုကျွန်တော်ဒီမှာတွေ့နေရတဲ့ mic ကလေးပေါ့လေကျွန်တော်ဝယ်ခိုင်းတယ်ဘာကြောင့်လဲမသိဘူးဒါပေမဲ့ကျွန်တော်ဆူတောင်းတဲ့အခါမှာဆရာကို interview ဒီလိုမျိုးလုပ်ဖို့ရန်အတွက်ကျွန်တော်ဖះစကားပြောတဲ့အတွက်ကြောင့်မို့ဒါလှုပ်ချင်းဖြစ်တယ်ကျွန်တော်အသက်တာထဲမှာဒါပထမအဆုံးချိန်ဖြစ်တယ်အမှားပါလို့ရှင်လည်းခွင့်လို့တီးခံပြီးတော့မှနားထောင်ပေးပါပြီးတော့မှမိတ်ဆွေအနေနဲ့ခွန်အားယူစရာရှိတယ်ဆိုရင်ဒီຢာတွေကိုလက်တွေ့ကျကျင့်သုံးပေးပါနောက်ဆုံးအနေနဲ့ဆရာရဲ့ဖုန်းနံပါတ်ရယ်ဆရာကိုဘယ်လို contact လုပ်ရခုနလည်းဆရာပြောသွားပြီအဘူဒါဘီမြန်မာ church ရှိတယ်အဲ့မှာ Facebook page လည်းရှိတယ် YouTube မှာလည်းရှိတယ်ဒါပေမဲ့ဆရာကို personal အနေနဲ့ပေါ့လေ contact ချင်တယ်ဖုန်းလေးပါခေါ်ချင်တယ်ဆိုဆရာဖုန်းနံပါတ်ပြောပြလို့ရရင်ဆရာပြောပြကျွန်တော် UAE ဖုန်းနံပါတ်ကတော့056 5933 629 WhatsApp လည်းရတယ်ဖုန်းနံပါတ်လည်းရတယ်နော်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေ